တိရပေမဲ့မချိလာတဲ့နှလုံးသားနဲ့ဖြစ်ရင်အမြဲပြုံးပြီးရင်ဖွင့်လိုက်ပါတယ်အကျုံးသမားရဲ့နှလုံးသားလေးကိုအမုန်းသားနဲ့အထက်ထက်ခွဲသွားရပြီမို့တဆတ်ဆတ်အသင်းနာမိတာကြောင့်တရားကိုလှန်ပြလိုက်ရတာဖွင့်လို့သိပါတယ်နော်အပြစ်ရှင်လေးဒီပါစီကွာအချစ်မသိတဲ့မင်းအသေးကတော့တပည့်တရားစီမံနေခဲ့တယ်ပေါ့အကျိုးလိုလှလို့အမျိုးမျိုးမှန်းပြီးသခိုးကောင်ကတရိုးကန်းခဲ့တယ်ဆိုတဲ့ဟိုးတကယ်ရှင်းအစင်လာရှိတာကိုမင်းမိပင်အောင်မှရောက်ရောက်လာရင်တကယ်တော့တော့မကျွမ်းတဲ့မုတ်ဆိုးတယောက်ပမာအချစ်မကျွမ်းတဲ့ကိုဘဝမှာလဲချစ်ကံမွဲပြီးတဝဲဝဲတလဲလဲဖြစ်ခဲ့ရတယ်ကွာကိုဘဝတစ်ချောက်လုံးမှာလဲချစ်ကံမွဲပဲလို့တဝဲဝဲတလဲလဲဖြစ်ခဲ့ရပြီပေါ့အချစ်ရဲ့လွန်လေပြီးသောကာလတက္ကတိလာဘာယာနာတိုင်းကြီးဝဲတိတာပါမောက်ခအနန္တကိုင်းလွယ်တပြင်းငယ်အားသူသမီးလှကိုထိမ်းများလက်သက်ပဲ့ပြင်းသုံးမဆရာဝင်ငါသွဲအမောင်လူလေးငယ်တောင်းတော်သူတွေပြေလီသလားကွယ်ခင်မရောက်မျိုးမှာစရာရဲ့ဒီပုံမြင်လေးကြားဘူးပါလေမယ်ပညာလဲဆိုကျင်ရလဲဆိုငိမ့်ကြီးကိုသီလာခရီးရန်ဝဲချစ်စနီးကိုထမ်းတော့မကျွမ်းသောအမောင်လူလေးငယ်ခန္ဓာရအလေလမ်းစာပြောက်ကြီးကွယ်တယောက်မကမြောက်များလာစွာခိုးသား900တွေ့ကြုံလေတော့ဒီပုံမြင်တတ်ကြောင်းဩတောင်းမြည်ပေါ်ချစ်ရဲ့ညမနွယ်ကျော်တိုးဝင်ငိုင်ဝဲမိမစရိုက်ကိုတကူတယုကန်းလိုက်ကြီးကွယ်ဒီပုံမြင်ဒီကျေးသွားအဝေးမှာချစ်သူကြားရတော့ပန်းသူမဟိမြေတသိတောင်းမဲ့အလောင်းမင်းဆရဘဝမှာမူရွယ်ယခုလေအမြင်ညိုကြခိုးသားနဲ့အကျွမ်းဝင်ချစ်လေးကိုတည်ရညိုမုံလုံးတော်ရမဲ့တွေအကျိုးတိုးဝင်ရက်သက်မိုက်တွင်းနဲ့လေကြီး